ရှမ်းတဲ့တောင်တခင်ရွံချီချင်းကအယူတစ်ပိုင်းဖြစ်သွားတဲ့ပြီးဟူတောင်တခင်လိန်ဖို့ရွယ်ဟာသူတန်းအောက်မှာတည်သွားပြီဖြစ်လို့ခိုင်းသားအလုံးကိုစိတ်မပူဖို့မှာကြားလိုက်ပါတယ်လိန်ဖို့ရွံတည်သွားပြီးနောက်ပိုင်းပြီးဟူတောင်မှာခေါင်းဆောင်လိုအပ်နေတာကြောင့်သူ့လူယုံတော်တစ်ဖက်ချစ်ရန်ကိုလက်လွဲပေးခြင်းပေမဲ့လည်းတစ်ဖက်ကပြီးဟူတောင်မှာခုပိတ်လက်ချစ်နေတဲ့ချမ်းယူကလည်းခေါင်းဆောင်နေရာကိုစိတ်ဝင်စားနေတဲ့အတွက်ချင်းရှမ်းကိုင်းရဲ့စီးမြင့်တွေအတိုင်းသူတစ်ဖက်နဲ့ရှင်ပြန်စီခဲ့ပြီးအနိုင်ရရှိတဲ့သူကတောင်တခင်ဖြစ်မယ်လို့ဆိုလိုက်ပါတယ်တိုက်ပွဲစားတဲ့အခါချစ်ရန်ကအစွမ်းထက်ဆုံးတိုက်ခွက်ကိုထုတ်တုံးနေတော့လေဂူပိတ်ပြီးပြင်းထန်လေးကျင်ပြီးရဲ့ချမ်းယူဟာနောက်တစ်ဆင့်တက်သွားပြီးဖြစ်လို့ချစ်ရန်ကိုအေးဆေးနိုင်ရရှိသွားကပြီးဟူတောင်တခင်ဖြစ်လာခဲ့ပါတယ်ချစ်ရန်ကသူရှုံးခဲ့တာဖြစ်လို့ရှမ်းတဲ့တောင်တခင်ကိုတောင်းပန်နေခဲ့ပြီးတောင်တခင်ကသူ့အတွက်ကိစ္စမရှိတာဖြစ်လို့တည်ဆုံးသွားတဲ့လောက်ကျန်သူကြီးကဲရဲ့ကိစ္စကိုဓာတ်ဆက်ကန်သူပြန်ပွဲရဲမရောက်ခင်အပြက်ဖြတ်ဖို့နဲ့ကိစ္စပုံမကြီးစေဖို့မှကြားလိုက်ပါတယ်ဒီနှစ်တွေမှာသူတို့ရှမ်းတဲ့တောင်ကိုလာခြင်းတဲ့တပည့်တွေပူပူနဲလာပြီးဖြစ်လို့ကျင်းကျိုကိုစောင့်ကြည့်ပြီးဓာတ်ဆက်ကန်သူပြန်ပွဲမှာအနိုင်ရရှိရင်သူတို့တောင်ကိုခေါ်ဖို့ချစ်ရန်ကဆိုလိုက်ပါတယ်သူကငပြင်းတွေကိုအယမ်းမုန်းတာကြောင့်အချင်းကုန်ကန်ပြီးစောင့်ကြည့်မနေဖို့နဲ့သူ့ရဲ့တောင်ထိပ်ကိုလည်းကိုငပြင်းကိုခေါ်မှမို့ကြောင်းတောင်တခင်ကဆိုလိုက်ပါတယ်နောက်တစ်ခါမှတော့ကြောက်လာရွဲ့ကကိုငပြင်းဟာသူတွေ့ဘူးတမျှထဲမှာအထူးခြားဆုံးလူဖြစ်လို့နေတိုင်းကိုငပြင်းစီလာခဲ့ပေမဲ့လည်းနေအောင်တစကားပြောဖြစ်တာနေတဲ့အတွက်သူ့ဘက်ကအရင်စပြောဖို့ခေါင်းစဉ်တစ်ခုရှာရမယ်လို့လိုက်ရွဲ့ကတွေးနေတော့ဒါစက္ကန့်သူပြန်ဝဲကြရင်ဘယ်တောင်ကိုရွေးချယ်ပြီးသွားမလဲလို့ကိုငပြင်းကအရင်စပြောလိုက်ပါတယ်သူရွေးချယ်ရမှာမဟုတ်ပဲတောင်ထိပ်ကိုကူကဒါသူ့ကိုရွေးချယ်ရမယ်လို့ပြောတော့သူ့လူပါရမီရှင်မင်းကလေးကတေချာပေါက်ကိုယ်တိုင်ရွေးချယ်လို့ရတယ်ဖြစ်ကြောင်းပြောပြီးထန်းကွန်းတောင်ကဂိုင်းကျုံရဲ့အပိုင်ဖြစ်လို့ကြည်ကြံမှုအရင်းမြစ်တွေကအခြားတောင်ထိပ်တွေထက်သားတယ်လို့ကိုငပြင်းကဆိုလိုက်ပါတယ်ရှမ်းတဲ့တောင်ကဂိုင်းကျုံရဲ့ဆရာတူကိုရွှန်ချီချင်းပိုင်ပြီးချေးရုံတောင်ကလည်းအကြီးကဲနန်းပိုင်တာဖြစ်လို့သူ့တောင်ထိပ်မှာမင်းကလေးတပည့်တွေကြီးပဲလို့ဆိုကချေးရုံတောင်ကသူ့အတွက်ပိုအဆင်ပြေလို့လာရွေကိုပြောလိုက်ပါတယ်လျံဟောတောင်ကလည်းသူ့ကိုသေးတန်လိုချင်နေတာကြောင့်စိတ်ရန်ပြီးအဲ့ဒီကိုသွားရင်သူ့နာကလည်းပျောက်မယ်လို့ကိုငပြင်းကတတိပေးလိုက်ပါတယ်အဲ့ဒီနောက်တပတ်ကြာပြီးဓာတ်စက္ကန့်သူပြန်ဝင်နေရောက်ရှိလာတဲ့အခါနေရာအနှံ့ကမကောင်းဆိုးဝါးတွေကိုနှိမ်နှင်းနေတဲ့လျံဟောတောင်ကတပည့်တွေလည်းရောက်ရှိလာခဲ့ပြီးအပြင်ရောက်နေတဲ့ဂိုင်းထဲကပါရမီရှင်တွေလည်းရောက်ရှိလာခဲ့ပါတယ်ချင်းရှမ်းကိုင်းကဓာတ်ကိုင်းတွေထဲမှာထိတ်ဆုံးကိုင်းဖြစ်လို့ကော့ချန်ကျောင်းကသူတော်စင်10ယောက်နဲ့ချင်းရှမ်းကိုင်းနဲ့ဆက်ဆံရေးကောင်းတဲ့ရွှေရကိုင်းအပြင်ရှမ်းလင်ကိုင်းကအကြီးကဲတွေလည်းလာရောက်ကြည့်ရှုကြပါတယ်ဒီတစ်ခေါက်ပြန်ပွဲမှာဂိုင်းတွေကမွေးရပါကြင်ကြံသူပါရမီရှင်3ယောက်လည်းပါဝင်လာမှာဖြစ်လို့တခြားကိုင်းတွေရဲ့အာရုံစိုက်မှုတွေလည်းရလာခဲ့ပြီးဒီပြန်ပွဲမှာကြောက်လာရွံ့နိုင်သွားရင်ဘယ်တောင်ကိုရွေးချယ်သွားမလဲလို့ဂိုင်းသားများကပြောဆိုနေကြပါတယ်အဲဒီနောက်ကိုငပြင်းလေးရောက်ရှိလာခဲ့ပြီးပေါင်ကန်းလေးကိုလှည့်ကြည့်ကကြောက်လာရွံ့ရှိရာစီကိုသွားခဲ့ပါတယ်ချင်းချိုကပြိုင်ပွဲမှာဆင်းရင်သွင်းလာတာဖြစ်ကြောင်းပြောတော့ဒါတော့မယူရသေးတဲ့လူကအယမ်းမောက်မာတာပဲလို့လျှောက်တောင်တခင်ကဆိုကကျင်နာမှုမရှိတဲ့လောကကြီးမှာပြင်းရတဲ့လူကဘာအောင်မြင်မှုမှမရပဲသူ့ဘဝကလည်းတဖြည်းဖြည်းအဆုံးသတ်သွားမှာဖြစ်တာကြောင့်သူ့တပည့်တွေကိုကိုငပြင်းလို့မနေဖို့ပြောဆိုဆုံးမနေပါတယ်အဲဒီနောက်ပြိုင်ပွဲကြီးကျက်တဲ့အကြီးကဲဟာဓာတ်ဆက်ကန်သူပြိုင်ပွဲစပြီးဖြစ်ကြောင်းနဲ့ပထမဆုံးပြိုင်ပွဲဝင်ဖို့ပေါင်ကန်းလေးကိုဖိတ်ခေါ်လိုက်ပါတယ်တာမန်ခိုင်းတွေမှာမွေးရပါပါရမီရှင်ကိုနှစ်တရာမှတယောက်ရှာတွေ့ဖို့အလွန်ခက်ခဲပေမဲ့ချင်းရှမ်းကိုင်းမှာ10နှစ်အတွင်းမွေးရပါပါရမီရှင်3ယောက်ပေါ်ထွက်ခဲ့တာကြောင့်ချင်းရှမ်းကိုင်းရဲ့ကံကမနာလိုစရာပဲလို့အခြားကိုင်းကအကြီးကဲတွေကဆိုနေပါတယ်တစ်ဖက်ကပြိုင်ဘက်ရောက်ရှိလာခဲ့ပြီးတိုက်ပွဲစားလိုက်တဲ့အခါပထမဆုံးတစ်ကွက်မှာတင်ပေါင်ကန်းလေးကအနိုင်ရရှိခဲ့တာကြောင့်ဒီပြိုင်ပွဲကပြင်းစရာကြီးပဲလို့ရှမ်းလင်ကိုင်းကသူတော်စင်မလေးဟာဆိုလိုက်ပါတယ်ဓာတ်ကိုင်းတွေထဲမှာနီလန်းကိုမကြည့်ပဲဓာတ်ရဲ့အမြန်နှုန်းနဲ့စွမ်းအားကိုပဲကြည့်တာဖြစ်လို့အဲ့ဒီနေရာမှာရက်နေတဲ့သူဟာသူတော်စင်မလေးတာဆိုရင်လည်းပေါင်ကန်းလေးရဲ့ဓာတ်ကိုရှောင်နိုင်မှာမဟုတ်ကြောင်းသူ့ရဲ့အတော်ကရှင်းပြနေပါတယ်အဲ့ဒီနောက်နိုင်ရရှိသွားတဲ့ပေါင်ကန်းလေးကိုချင်းရှမ်းကိုင်းရဲ့ဂိုင်းကျုပ်လျိုစစ်ကသူ့ရဲ့တပည့်ဖြစ်တဲ့ထန်းကွန်းတောင်ရဲ့အကြီးကဲပိုင်ချင်းနဲ့အတူဓာတ်တိုင်းလေးချင်းမှုထန်းကွန်းတောင်ကိုပို့ဆောင်လိုက်တာကြောင့်သူ့သခင်လေးကိုနှုတ်ဆက်ကားထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်သူ့ရဲ့တောက်ပတဲ့အချိန်ထွက်လာတင်ပြီလို့ကိုငပြင်းဆိုကလူတွေအာယုံစိုက်တာကိုမခံချင်ရင်အမြဲတမ်းဖုံးကွယ်မနေဖို့ဓာတ်ရွေကိုမှာကြရင်ပြန်ပွဲစင်ပေါ်တက်လာခဲ့ပါတယ်ပြန်ပွဲကြီးကျက်သူကြီးကဲကကိုငပြင်းကိုတစ်ချက်ကြီးလိုက်ပြီးကိုပိုင်ဓာတ်မရှိတဲ့လူတွေကဓာတ်တက်လုံးတွေကိုဖန်တီးပြီးအရေးမဲ့ဆင်းရောက်မှဓာတ်ကိုခန္ဓာကိုယ်ရဲ့သိမ်းဆည်းနိုင်တာဖြစ်လို့အရေးမဲ့ဆင်းအထိမရောက်ရင်တော့ကိုပိုင်ဓာတ်ရှိရမယ်လို့ဆိုလိုက်ကကိုပိုင်ဓာတ်မရှိရင်ပြိုင်ပွဲကိုဝင်ပြိုင်လို့မရကြောင်းရှင်းပြလိုက်ပါတယ်ကိုငပြင်းကသူ့ကိုခဏဆောင်မှုပြောကသူ့ရဲ့မြောက်လောင်းလေးတွေကိုဓာတ်ပြန်ယူခန်းလိုက်ပြီးဓာတ်ရောက်ရှိလာတဲ့အခါသူဟာအချင်းမို့အကြောင်းတကွက်ပြလိုက်ပါတယ်
အဲ့ဒီနောက်လျှမ်းဝတောင်တခင်ကသူ့ရဲ့အကျန်းဆုံးနဲ့ထိတ်ဆုံးတစ်ပည့်ဖြစ်တဲ့ကုချင်းကိုကိုငပြင်းနဲ့ရှင်ပြိုင်စေဖို့ပြိုင်ပွဲကိုဆေးလွတ်လိုက်ပါတယ်ကုချင်းဟာတုံးကူဟန်ရဲ့ညီဖြစ်ပြီးမွေးလာကလေးကလျှမ်းဝတောင်ကိုပို့ခံရကကော့နန်ရှမ်းနဲ့အတူဓာတ်တိုင်းတင်ယူခွင့်ရခဲ့ပါတယ်ဒါအဆောင်ကတပည့်တွေထဲမှာသူ့ရဲ့အဆင့်ကထိတ်ဆုံးဖြစ်ပြီးကြောက်လိုက်ရွက်ထက်ပိုတတ်ပါတယ်ဆိုပြီးဂိုင်းထဲမှာနာမည်ကြီးနေသူဖြစ်ပါတယ်တုံးကူဟန်ကသူ့ကိုကြောက်လိုက်ရွက်နဲ့ရှင်ပြိုင်မှုစီစဉ်ထားတာဖြစ်ပြီးရုတ်တရက်စိတ်ကူးပြောင်းကခြေရှမ်းရဲ့အပြင်းဆုံးနဲ့အနေဆုံးတပည့်ကိုတိုက်ခိုက်ဖို့ဘာလို့သူ့ကိုဆေးလွတ်လိုက်လဲဆိုတာနားမလည်ဖြစ်နေပါတယ်ဂိုင်းသခင်နဲ့သူ့အကိုရဲ့ဆုံးဖြတ်ချက်ကိုမေးခွန်းမထုတ်ဘဲနာခံရမယ်လို့စိတ်ထဲမှာရေရွတ်ခါတစ်ချက်သေးနဲ့အနိုင်ယူမယ်ဆိုပြီးစတင်တိုက်ခိုက်ပါတော့တယ်ကုချင်းရဲ့ဓာတ်ကိုကိုငပြင်းကအေးစီးတည်ငြိမ်စွာတားလိုက်ပြီးဓာတ်ကိုရေးတဲ့သူ့လမ်းကြောင်းလွှဲလိုက်ပါတယ်ကြည့်နေတဲ့သူတွေအားလုံးကလည်းမျက်တော့မခတ်ပဲကြည့်ရှုနေကအဲ့ဒီနောက်ကုချင်းကဓာတ်ကိုပြန်ယူပြီးပက်ပက်လေးတိုက်ခိုက်နေတော့လဲကိုငပြင်းရဲ့အနာကိုမရောက်တာကြောင့်သူ့ရဲ့ရှိသမျှဆွမ်းအားအကုန်ထုတ်ခါပုံမြန်တဲ့ဓာတ်အချိန်နဲ့ကိုငပြင်းရဲ့အကာအကွယ်ကိုဖောက်ထုတ်လိုက်ပြီးဓာတ်ကိုလည်းကိုငပြင်းရဲ့ခေါင်းတက်တဲ့ကိုဆေးလွတ်လိုက်ပါတယ်